Hello အားလုံးပဲမင်္ဂလာပါမနေ့ကဒီလိပ်ပြရဲပေါ့နော်အပေါ်အတောင်ပံလေးပြီးသွားပြီဆိုတော့အခုလိပ်ပြရဲအောက်အတောင်ပံလေးကိုစပြီးတော့ထိုးကြမယ်ပေါ့နော်အခုလိပ်ပြရဲအောက်အတောင်ပံကြတော့ round 1မှာကြတော့26 chain ဆိုတာကကြတော့ဖွန်မီ26ခါထုံးမယ်ပေါ့နော်ဒီကနေ့သူ့အပေါ်အနေပြီးတော့တိုက်တိုလေး25ခါထိုးပါမယ်ဒါဆိုရင်စပြီးတော့ဖွန်မီ26ခါကြီးဆုပ်ထိုးပါမယ်1 2 3 4 5 6အခုဘယ်လိုဖွန်မီလေး26ကထိုးပြီးသွားပြီဆိုရင်တော့ဒီသူ့အပေါ်ကနေပြီးတော့တိုက်တိုးလေးတွေလိုက်ထိုးလိုက်ပါမယ်။မာဘယ်လိုဒုတိယမြောက်အပေါက်ပေါ့နော်ဒုတိယမြောက်အပေါက်မှာတိုက်တိုးလေးအရင်ဆုံးဝေထိုးလိုက်ပါမယ်။ဒီမှာလည်းဘယ်လိုအဲ့ state ထိုးချက်ကိုပဲတောင်းမယ်ပေါ့နော်ဘယ်လိုအောက်ကနေပြီးတော့ပဲချီကိုယူမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဘယ်လိုဒီထိုးခဲ့တဲ့ဖွန်မီအစုံထိထိုးသွားမယ်နော်အခုဘယ်လိုပထမ round ပေါ့နော်ပထမ round ပြီးသွားပြီပေါ့နော်ပြီးတိုင်းဆိုတော့ round 2 set တက်ပါမယ်အဲ့ဒီတော့ round 2 set တက်ဖို့အတွက်ဖွန်မီတက်ကထိုးပြီးတော့ဒီဘက်ကိုလှည့်လိုက်ပါမယ်ဒါအရင်ဆုံးကတွေ့တာက 1k ဆိုတော့တပေါက်ကိုကြော်မယ်ပြီးတော့လို့ရှိရင် 1s ဆိုတော့ဒုတိယမြောက်အပေါက်မှာ slit stitch ထိုးမယ်ပြီးတော့လို့ရှိရင် 4a ဆိုတော့ဘယ်လိုတိုက်တိုး၄ကထိုးပါမယ်ဒါဆိုလို့ရှိရင်အရင်ဆုံးဘယ်လိုပထမတပေါက်ကိုကြော်လိုက်မယ်ကြော်ပြီးတော့ဒုတိယမြောက်အပေါက်မှာslit stitch ပေါ့နော် slit stitch နဲ့တော့ဆက်မယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုနောက်သူ့ဘေးနာအပေါက်မှာကြတော့တိုင်တိုးထိုးမယ်ပေါ့နော်တိုင်တိုးမှာတစ်ပေါက်ကိုတစ်ချက်စီနဲ့ဘယ်လို၄ကတီထိုးသွားပါမယ်2 3 4နော်တိုင်တိုး၄ကထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဘယ်လိုနောက်ဟာကြတော့ဘယ်လို40ဆိုတော့တိုင်လက်ပေါ့နော်တိုင်လက်၄ကနောက်ပေါက်မှာကြတော့ဘယ်လိုတိုင်လက်၄ကပေါ့နော်၄ပေါက်မှာထိုးပါမယ်တက်ခါပြီးသူ့ဘေးနာအပေါက်မှာနောက်တစ်ခါထပ်ထိုးမယ်နောက်ခါ3က4ကနော်အခုဘယ်လိုတိုက်လက်4ကထိုးပြီးသွားပြီဆိုရင်တော့နောက်ဆုံးပေါ့နော်နောက်ဆုံးအပေါက်မှာကြတော့ဘယ်လို 15f ဆိုတော့ဘယ်လိုတိုက်ရှည် f ဆိုတာကတိုက်ရှည်ဆိုတော့ဘယ်လိုတိုက်ရှည်15ကထိုးပါမယ်တိုက်ရှည်တစ်ပေါက်တစ်ချက်စီနဲ့ဘယ်လို15ကထိုးသွားပါမယ်တက်ခါနောက်ခါကိုဘယ်လိုဒါတိုက်ရှိ15ကအစုံထိထိုးလာပြီးသွားပြီဆိုရင်တော့ဘယ်လိုနောက်တစ် round ဆက်တက်ဖို့အတွက်ဖွန်မီတစ်ခါထိုးပြီးတော့ဒီဘက်ကိုလှည့်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဘယ်လိုအခုထိုးရမှာ round 3ရကြတော့တန်း C8 ဆိုတာဘယ်လို chain ပေါ့နော် chain ဆိုတာကြဖွန်မီပေါ့နော်အဲ့တော့ဘယ်လိုဖွန်မီ10ကပေါ့နော်အခုဘယ်လို round 3ပေါ့နော် round 3ရကြတော့အရင်ဆုံးတွေ့ရကတန်း C8 ဆိုတော့ဘယ်လိုတန်းချိတ်ထိုးရမယ်ဆိုတော့ဘယ်လိုဖွန်မီလေးဒီစုံစိတ်ကထိုးမယ်ပေါ့နော်ဒီဘက်ကိုမလှည့်သေးဘူးပေါ့နော်အခုစောကဖွန်မီတစ်ခါထိုးခဲ့တဲ့အတွက်ကြောင့်အခုပဲဖွန်မီတစ်ခါထိုးခဲ့တဲ့အတွက်ကြောင့်ပဲနောက်ထပ်6ကထပ်ထိုးမယ်ပေါ့နော်1 2 3 4 5 6 9 10ကိုနော်အဲဒါဆိုဘယ်လိုစုပါဒါတိုက်ရှိ10ကတိုက်ရှိရောက်ဖြစ်တဲ့ဖွန်မီ10ကဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်တော့ဘယ်လိုဒီဘက်ကိုလှည့်လိုက်မယ်လှည့်ပြီးတော့ဘယ်လို 9s ဆိုတော့ဘယ်လို slit stitch လေး6ကထိုးရမယ်ပေါ့နော်အဲ့တော့ဘယ်လိုဒုတိယမြောက်အပေါက်နော်ဒုတိယမြောက်အပေါက်ကနေစပြီးတော့ slit stitch လေးကိုရှက်ကော်ပေါ့နော်ရှက်ကော်ကိုဘယ်လို6ကတီထိုးပါမယ်2 3 4 5 6 9 10ကိုနော်6ကထိုးပြီးသွားပြီဆိုလို့ရှိရင်တော့ဘယ်လိုဒီမှာတိုင်တိုး18ခါပြန်လာပဲပေါ့နော်အဲ့တော့ဘယ်လိုတိုင်တိုး18ခါထိုးပါမယ်1 2 3 4အခုဘယ်လိုတိုင်တိုးလေး19ခါထိုးပြီးသားပြီဆိုရင်တော့နောက်ဆုံးမှာ 1s ဆိုတော့ slit stitch လေးတစ်ခါထိုးလိုက်ပါမယ်ကဲဒါဆိုရင်တော့ဘယ် round 3လဲပြီးသွားပြီပေါ့နော်အဲ့တော့အခုလာမှာက round 4ပေါ့နော် round 4ကကြတော့ဘယ်လို one scale တစ်ပေါက်ကြော်မယ်ပြီးသွားလို့ရှိရင် slit stitch ဒုတိယမြောက်အပေါက်မှာထိုးမယ်ပြီးသွားရင်တိုင်တိုးတိုင်လက်နော်အဲ့ဒီမှတ်ထားလိုက်မယ်အခုဘယ်လိုနောက်တစ် round 9မှာဆိုတော့ဖွန်မီတစ်ခါထိုးလိုက်မယ်ဖွန်မီတစ်ခါထိုးပြီးသွားရင်တော့ဒီဘက်ကိုလှည့်လိုက်မယ်လှည့်ပြီးတော့ဘယ်လိုတစ်ပေါက်ကြော်မယ်ဆိုတော့ဒီဘက်ကိုကြော်ပြီးတော့ဒီဒုတိယမြောက်အပေါက်မှာ slit stitch လေးထိုးလိုက်မယ်ပြီးသွားရင်တိုင်တိုးသူ့ဘေးနာအပေါက်မှာတိုင်လက်ထိုးလိုက်ပါမယ်နော်ပြီးသွားလို့ရှိရင်တော့
ဘယ်လိုဒီမှာ 1FV ဆိုတော့တိုင်ပွားပေါ့နော်တိုင်ရှိတိုင်ပွားလေးတစ်ခါထိုးမယ်ပေါ့နော်ပြီးသွားလို့ရှိရင်တိုင်ရှိရိုးရိုးတစ်ပေါက်ကိုတစ်ချက်စီနဲ့12ခါထိုးမယ်ပေါ့နော်အဲ့ဒီတော့ဘယ်လိုတိုင်ပွားထိုးပါနဲ့တူပီနာအပေါက်မှာတိုင်ရှိတိုင်ပွားထိုးမယ်ဒီနော်အဲ့ဒီမှာတစ်ပေါက်ထဲမှာကိုတိုင်ရှိပေါ့နော်တိုင်ရှိကို2ခါထိုးလိုက်ပါတယ်နော်ဒီနေ့ဝါနေနော်တပတ်ထဲမှာဘယ်လိုတိုက်ရှိကို2ခါထိုးလိုက်တယ်ပြီးတော့လို့ရှိရင်တော့ဘယ်လိုတိုက်ရှိတပေါက်တစ်ချက်စီနဲ့12ခါတီထိုးသွားပါမယ်တစ်ခါ2ခါအကိုဘယ်လိုတိုက်ရှိ12ခါထိုးပြီးတော့ပြီဆိုရင်တော့ဘယ်လိုဒီမှာနောက်ဆုံးမှဒီတပေါက်ရဲပြီးဒီတပေါက်ရကိုပေါင်းပြီးတော့တိုက်ရှိတိုင်ရှော့ထိုးမယ်ပေါ့နော်ဒီမှာ 1F ဆိုတော့တိုက်ရှိတိုင်ရှော့ပေါ့နော်အေးရတိုင်ရှော့ F နဲ့တွေ့ထားတော့ဒါခါဘယ်လိုတိုက်ရှိတိုင်ရှော့ပေါ့နော်ကိုတိုင်ရှော့ထုံးမှာဆိုတော့ဘယ်လို2မိနစ်တခါထုတ်လိုက်ပါမယ်အကိုပဲ2မိနစ်တခါထုတ်လိုက်မယ်ပြီးသားရင်တူပီနာပေါ့နော်ဒီပီနာကဒီအပေါက်ကလေးထဲမှာတိုင်ရှိတိုင်ရှော့တခါဝင်ထုံးမယ်ပေါ့နော်အဲ့တော့ဘယ်လို2မိနစ်တခါထုတ်လိုက်မယ်ပြီးဒီလိုမျိုး3မိနစ်ပေါင်းပြီးတော့တခါချီလေးကိုရှော့လိုက်ပါမယ်အဲ့ဒါဆိုရင်တော့ဘယ်လို round 4လဲပြီးသွားပါပြီအကိုပဲ round 5ပေါ့နော် round 5ကကြတော့2 chain ဆိုတော့ဘယ်လိုတိုက်ရှိ2ခါထိုးမယ်တိုက်ရှိ2ခါထိုးမယ်ဒီဘက်ကိုလှည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ဘယ်လို 3F ဆိုတော့ဘယ်လိုတိုက်ရှိ3ခါထိုးမယ်ပြီးသွားရင်တိုင်လက်9ခါเนาะအဲ့တော့ဘယ်လိုတိုက်ရှိ3ခါထိုးပါမယ်ဒီမှာတစ်ပေါက်ကြော်အောင်မယ်ပေါ့နော်ဒီမှာ1 skip ဆိုတော့ဘယ်လိုတစ်ပေါက်အရင်ဆုံးကြော်လိုက်ပါမယ်ရေစောပြီးတော့ပေါက်ကြော်ပြီးတော့ဒုတိယမြောက်ပေါက်ကနေစပြီးတော့တိုက်ရှိ3ခါထိုးပါမယ်2ခါ3ခါပြီးတော့ရင်တော့ဘယ်လိုတိုင်လက်9ခါပြန်လာမယ်ဆိုတော့အကိုကစပြီးတော့တိုင်လက်လေးထိုးမယ်တင်းနေတော့လေးငါခုနော်တိုင်လက်9ခါပြီးသွားလို့ရှိရင်တော့ဘယ်လို2 8ဆိုတော့တိုင်တိုး2ခါလာမယ်ပြီးတော့နောက်ဆုံးမှာ6 step တစ်ခါနဲ့ဆုံးမယ်ပေါ့နော်အဲ့တော့ဘယ်လိုတိုင်တိုး2ခါထိုးပါမယ်တစ်ခါ2ခါဒါပဲလို့နောက်ဆုံးဒီမှာကြတော့ split step တစ်ခါပဲထိုးပြီးတော့ဒီဘက်ကိုဖုံးပြီးတစ်ခါထိုးပြီးတော့လှည့်လိုက်အကိုဘယ်လိုဒါ round 5ပေါ့နော် round 5ပြီးသွားပြီဆိုတော့ဘယ် round 6ထပ်ကြမယ်ပေါ့နော် round 6ကကြတော့1 skip ပေါ့နော်1 skip ဆိုတော့ပထမအဆုံးတစ်ပေါက်ကိုကြော်မယ်ပြီးတော့ရေး split step တစ်ခါထိုးမယ်ပြီးတော့ရေးတိုင်တိုး9ကလာမယ်ပြီးတော့ရေးတိုင်လက်4ကနော်ပြီးတော့နောက်ဆုံးပေါက်မှာဘယ်လို F ဆိုတော့တိုက်ရှိတိုက် short ထိုးမယ်နော်အဲ့ဒါဆိုရင်တော့စထိုးမယ်ဖုံးပြီးတစ်ခါထိုးပြီးတော့ဒီဘက်ကိုလှည့်လိုက်မယ်ပြီးတော့ရင်တော့ဒုတိယမြောက်အပေါက်မှာ1 skip ဆိုတော့နော်1 skip ဆိုတော့တစ်ပေါက်ကိုကြော်ပြီးတော့ဒုတိယမြောက်အပေါက်မှာ split step ထိုးလိုက်တယ်ပြီးတော့လို့ရှိရင်တိုင်တိုး9ကဆိုတော့တင်းနေတော့လေးဟာနော်တိုင်တိုး9ကထိုးလိုက်တယ်ပြီးတော့ရင်တော့တိုင်လက်4ကပြန်လာမယ်ဆိုတော့ပြီးတိုင်လက်တစ်ခါ2ခါ3ခါ4ကနော်တိုင်လက်4ကထိုးပြီးသွားပြီဆိုရင်တော့ပြီးနောက်ဆုံးဒီမှာ2ပေါက်ပဲကျန်တော့ရပေါ့နော်အဲ့2ပေါက်မှာကြာတော့ 1FA ဆိုတော့တိုင်လျှော့ပေါ့နော်တိုင်ရှိတိုင်လျှော့တစ်ခါထိုးလိုက်မယ်ဒီနှစ်ခုပေါင်းပြီးတော့တိုင်လျှော့တစ်ခါထိုးမယ်ပေါ့နော်အဲ့တော့2မိနစ်တစ်ခါထုံမယ်ပြီးတော့တူပီနာအပေါက်ကိုတွားပြီးတော့2မိနစ်တစ်ခါထုံမယ်ပြီးတော့နော်ဒီ3မိနစ်ပေါင်းပြီးတော့တစ်ခါလျှော့လိုက်မယ်ကဲဒါဆိုရင်တော့ဘယ်လို round 6ပေါ့နော် round 6ကိုလည်းပြီးသွားပြီ round 7ကကြတော့ဒီမှာ1 skip ဆိုတော့ဘယ်လိုတစ်ပေါက်ကြော်မယ်ပြီးတော့လို့ရှိရင်ဒုတိယအပေါက်ကနေစပြီးတော့တိုင်တိုး18ခါထိုးမယ်ပေါ့နော်နောက်ဆုံးအပေါက်မှာကြတော့ဘယ်လို split step လေးတစ်ခါပဲထိုးမယ်ဒါဆိုရင်တော့ဘယ်လိုဖွန်မီတစ်ခါထိုးမယ်ဖွန်မီတစ်ခါထိုးပြီးတော့ဒီတစ်ပေါက်ကိုလည်းကြော်လိုက်မယ်ပြီးတော့ရင်ဒုတိယမြောက်အပေါက်မှာဘယ်လိုတိုင်တိုးလေးတွေတစ်ပေါက်ကိုတစ်ချက်စီနဲ့18ခါထိုးသွားပါမယ်2 3အခုဘယ်လိုထိုးရလားဂျီထီကကြတော့အပေါက်အကုန်မှာကြတော့10ခါပဲထိုးလိုက်ရတယ်ပေါ့နော်အဲ့တော့10ခါရဲ့နောက်လိုအပ်တဲ့9ခါ split step ရဲ့အကြဒီအောက်ကအပေါက်တွေမှာလိုက်ထိုးမှာပေါ့နော်ဘယ်လိုအပေါ်အတောင်မဲ့နှုံးရတယ်အဲ့လိုမျိုးထိုးဖို့ရမလားအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆက်ထိုးရပါမယ်
အခုပဲသူအောက်ကပေါ့နော်သူအောက်ကပေါက်ကနေစပြီးတော့တိုင်တိုးလေးထိုးမယ်ပေါ့နော်အဲ့တော့ကိုပဲတိုင်တိုးထိုးလိုက်မယ်ဆိုတော့ဒါနဲ့ဆို17ခါ12 13 14 15 16 19ခါပေါ့နော်ပြီးတော့ရင်တော့ slit stitch တစ်ခါထိုးအောင်မယ်ဆိုတော့တူပင်နာပေါင်းမှာ slit stitch လေးထိုးလိုက်ပါမယ်ဒါဖုံမီတစ်ခါထိုးပြီးတော့ဒီဘက်ကိုလှည့်လိုက်မယ်ဒီမှာ round 8ကကြတော့ဘယ်လို 1 scale ပြီးတော့ 1s ဆိုတော့ဘယ်လိုတစ်ပေါက်ကြော်မယ်ပြီးတော့ slit stitch ပြီးတော့လို့ရှိရင်တိုင်တိုး9ခါအဲ့တော့ဘယ်လိုဒီမှာတစ်ပေါက်ကိုကြော်ပြီးတော့ဒုတိယမြောက်ပေါက်မှာ slit stitch ထိုးမယ်ပြီးတော့လို့ရှိရင်တော့တိုင်တိုး9ခါထိုးမယ်2 3 4 5 6 ခုနခါထိုးပြီးသွားရင်တော့ဘယ်လိုဒီမှာ1တီဆိုတော့တိုင်လက်ကလေးတစ်ခါထိုးပေးရပါမယ်တိုင်လက်တစ်ခါပြီးသွားရင်တော့ဘယ်လိုတိုင်ရှည်3ခါထိုးပါမယ်နှစ်ခါ3ခါပြီးတော့ရင်တော့ဘယ်လိုတိုင်ပွားပေါ့နော်တိုင်ရှည်တိုင်ပွား FV ဆိုတော့ဘယ်လိုတစ်ပေါက်ထဲမှာတိုင်ရှည်2ခါထိုးမယ်ပြီးတော့ရင်တော့ဘယ်2ရေးတေတိုင်ရှည်3ခါထိုးမယ်ပေါ့နော် 3E ဆိုတော့2ရေးတေတိုင်ရှည်3ခါထိုးလိုက်ပါမယ်အခုဘယ်ဒီမှာနောက်ဆုံးမှကြာတော့ 1EA ဆိုတော့2ရေးတေတိုင်ရှည်ဟိုမှာတိုင်လျှော့ထိုးရမှာပေါ့နော်အဲ့တော့ဘယ်ဒီမှာလဲနောက်ဆုံး2ပေါက်ပေါ့နော်အဲ့နောက်ဆုံး2ပေါက်မှာ2ရေးတေတိုင်ရှည်တိုင်လျှော့လေးထိုးလိုက်ပါမယ်ဒီမှာ2မြည်တစ်ခါတိုင်2မြည်တစ်ခါထုံမယ်နော်2ရေးတေတိုင်ရှည်ဆိုတော့သူကတစ်စင်းပို့သွားပြီပြီးတော့လို့ရှိရင်တော့သူနောက်ဆုံးအပေါက်ပေါ့နော်နောက်ဆုံးအပေါက်ထဲမှာကြာတော့2ရေးတေတိုင်ရှည်ကိုပဲဘယ်လိုတိုင်လျှော့ထိုးမှာဆိုတော့2မြည်တစ်ခါ2မြည်တစ်ခါထုံပြီးတော့မှပေါင်းပြီးတော့တစ်ခါတည်းထုတ်လိုက်မယ်နော်ဒါဆိုလို့ရှိရင်တော့ဘယ်လို round 8လဲပြီးသွားပါပြီ round 9သွားဖို့အတွက်ဖွန်မီတစ်ခါထိုးပြီးတော့ဘယ်လိုဒီဘက်ကိုလှည့်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဘယ်လို round 9ကကြတော့တစ်ပေါက်ကြော်မယ်ပြီးသွားလို့ရှိရင်တိုင်တိုး15ကထိုးမယ်နောက်ဆုံးမှာ slit stitch ပေါ့နော်အဲ့တော့ဘယ်လိုတစ်ပေါက်ကြော်မယ်ဆိုတော့ဒုတိယမြောက်ပေါက်ကနေစပြီးတော့တိုင်တိုး15ကထိုးပါမယ်ဒီနေ့15เนาะအဲ့လို15ကထိုးပြီးတော့နောက်ဆုံးမှာကြတော့ဘယ်လို slit stitch လေးနဲ့စောင့်တက်ရပါမယ်ဆို slit stitch ထိုးပြီးသားပြီဆိုရင်တော့ဘယ်လိုဖွန်မီတစ်ခါထိုးပြီးတော့ဒီဘက်ကိုလှည့်လိုက်ပါမယ်ဒါဆိုရင်တော့ဘယ်လို round 10ကြတော့ဘယ်လိုတစ်ပေါက်ကြော်မယ်ပြီး slit stitch ပြီးသွားရင်တိုင်တိုးပြီးသွားလို့ရှိရင်တိုင်လက်3ကเนาะတစ်ပေါက်ကြော်မယ် slit stitch ထိုးမယ်ပြီးသွားလို့ရှိရင်တိုင်တိုးပြီးတော့တိုင်လက်3ကထိုးလိုက်မယ်တင်းနေတော့เนาะတိုင်လက်3ကထိုးပြီးတော့เนาะဘယ်လိုတိုင်ရှည်8ခါလာမယ်နောက်ဆုံး2ပေါက်မှာကြာတော့ဘယ်လိုတိုင်ရှည်တိုင်လျှော့ထိုးလိုက်မယ်အဲ့တော့အရင်ဆုံးကဘယ်လိုတိုင်ရှည်8ခါအရင်လာဆိုတော့တိုင်ရှည်8ခါထိုးလိုက်ပါမယ်နေရှေ့ခါထိုးပြီးတော့မှဒီမှာနောက်ဆုံး2ပေါက်မှာပဲတိုင်လျှော့ပေါ့နော်တိုင်ရှည်တိုင်လျှော့တစ်ခါထိုးလိုက်မယ်နော်ပြီးတော့ဆိုရင်တော့ဖွန်မီတစ်ခါထိုးပြီးတော့ဒီဘက်ကိုလှည့်လိုက်မယ်ပြီးရင် round 11ကကြတော့ဘယ်လိုတစ်ပေါက်ကိုကြော်မယ်ပြီးတော့လို့ရှိရင်တိုင်တိုး18ခါထိုးမယ်ပေါ့နော်အဲ့တော့ဘယ်တစ်ပေါက်ကိုကြော်မယ်တိုင်တိုး18ခါထိုးပါမယ်ဒီနေ့73ပြီးတော့ဘယ်လိုဒီမှာအပေါက်ကုံသွားပြီပေါ့နော်သူက18ခါအပြည့်ထွားမှာဆိုတော့ဘယ်လိုအောက်အပေါက်ဒီမှာဆက်ပြီးတော့ထိုးမယ်ပေါ့နော်14 15အခုပဲပေါ့နော်ဒီမှာကြတော့ဘယ်တခုဒီမှာလူသွားတယ်ပေါ့နော်ဒီမှာပဲကိုရေးတဲ့နေရာမှာပေါ့နော်ဒီနောက်ဆုံး 2S ဝါလေးကိုမထည့်မိလိုက်လို့ပါပတန်လေးကဒီနားလေးတစ်ခုလိုမယ်ပေါ့နော်
တိုက်တိုးစက်ခွန်နဲ့ခါစူပေါင်းထိုးလာပြီးပါရှိဘယ်လို2 listed ပေါ့နော်နှစ်ခါထိုးမှဒါဒီ round တွဲကိုထိုးလို့ရှိရင်ခုရေးရကြိုက်မှာပေါ့နော်ပဲဒီဟာလေးကိုကိုရေးတဲ့နေရာမှာမှားသွားရေပေါ့နော်အဲ့ဒါတောင်းမှမှာရဲ့အခုဒါဆိုလို့ရှိရင်တော့ဘယ်လိုlisted နှစ်ခါဆက်ထိုးမယ်ပေါ့နော်တော့ဒီမှာဒီနောက်နှစ်ပေါက်ကို listed နှစ်ခါထိုးလိုက်မယ်ဒီတိုင်းတော့ဖွန်မီတစ်ခါထိုးပြီးတော့ပဲဒီဘက်ကိုလှည့်လိုက်ပါမယ်ဒီဘက်ကိုလှည့်တဲ့ခါမှာဘယ်လို2 skip ဆိုတော့နှစ်ပေါက်ပေါ့နော်နှစ်ပေါက်ကြော်မယ်ပေါ့နော်အဲ့တော့ဘယ်လိုတင်းနှစ်ပေါက်ကြော်ပြီးတော့ဒီမှာဘယ်လိုတင်းနှစ်ပေါက်ကြော်ပြီးတော့ဒီတတိယမြောက်ပေါက်မှာပေါ့နော်တင်းနှစ်ပေါက်ကြော်ပြီးတော့တတိယမြောက်အပေါက်မှာကစားပြီးတော့ပေါ့နော်၄ကထိုးမယ်တိုက်တိုး၄ကထိုးပါမယ်တင်းတော့လေးနော်အဲ့လိုလေးကထိုးမယ်ပြီးတော့လို့ရှိရင်တိုက်လဲနှစ်ခါလာပါမယ်တင်းအဲ့လဲနှစ်ခါထိုးပြီးတော့လို့ရှိရင်တိုက်ရှိနှစ်ခါပြန်လာပါမယ်တင်းတိုက်ရှိနှစ်ခါပြီးတော့လို့ရှိရင် FV ဆိုတော့ဘယ်လိုတိုက်ရှိတိုင်ပွားတစ်ခါထိုးပါမယ်တိုင်ရှိတိုင်ပွားပြီးတော့လို့ရှိရင်ယူတိုင်ရှိတက်ခါထိုးပါမယ်ပြီးတော့လို့ရှိရင်တော့မယူတိုင်ရှိထိုးပြီးတော့ပြီဆိုရင်တော့ဘယ်လိုဒီမှာတိုင်ရှိနဲ့နေရီတိုင်ရှိနဲ့ပွားပြီးတစ်ထိုင်ပြီးတော့လို့ရှိရင်နေရီတေတိုင်ရှိ9ကထိုးမယ်ပေါ့နော်ခုကတိုင်ရှိနဲ့တိုင်ရှိနဲ့နေရီတေတိုင်ရှိပေါင်းပြီးထိုးထားတာကတစ်ပေါက်ပြီးတော့လို့ရှိရင်နေရီတေတိုင်ရှိ9ကတစ်ခါထိုးမယ်ပေါ့နော်နေတေတိုက်ရှိတစ်ခါပြီးတပေါက်တစ်ချက်စီထိုးရမှာနော်တပေါက်တစ်ချက်စီကိုပဲနေတေတိုက်ရှိ9ကထိုးမယ်နော်နေတော့လေး9ကထိုးပြီးသွားရင်တော့ဘယ်နောက်ဆုံးမှဒါနေတေတိုက်ရှိတိုင်လျှော့ပေါ့နော်အဲ့တော့2မြင်တစ်ခါထုံးမယ်2မြင်တစ်ခါထုံးမယ်နောက်ဆုံးအဆင့်ကိုထားခဲ့မယ်ပြီးတော့ရင်2မြင်တစ်ခါထုံးမယ်နောက်ဆုံးတစ်ဆင့်ကိုထားခဲ့မယ်ဒီ3မြင်ပေါင်းပြီးတော့တစ်ခါထုတ်လိုက်မယ်ဒါဆိုရင်တော့ဘယ်လိုဒီပေါင်းတွဲလဲပြီးတော့ပါပြီဒီပေါင်းတက်တင်ကကြတော့ဘယ်လို1 scale ပြီးတော့လို့ရှိရင်18တိုင်တိုး18ခါထုံးမယ်ပြီး list နော်ဒီ3မျိုးပဲထိုးရမှာခွန်မီတစ်ခါထိုးမယ်1 scale ဆိုတော့တပေါက်ကိုကြော်မယ်ပြီးရင်တိုင်တိုး18ခါထိုးပါမယ်1 2တော့လေဟိုဘယ်လိုဒါတိုင်တိုး18ခါထိုးပြီးသွားပြီဆိုရင်တော့ဘယ်လိုဒီနောက်ဆုံးဒီနားလေးပေါ့နော်ဒီနားလေးဒီထိတ်လေးမှာ list တွေတွားထိုးလိုက်မယ်ပြီးတော့တော့ဘယ်ဖွန်မီတက်ခါထိုးပြီးတော့ချီကိုဖြတ်လိုက်လို့ရတယ်နော်ဒါဆိုရင်ဒီနှစ်ကိုပို့ပြီးတော့ချီလိုက်မယ်ပေါ့နော်ချီပြီးတော့ဒီချီလေးကိုပေါ့နော်တင်လိုက်ပါမယ်ဒါမျိုးကိုနှစ်ခုထိုးမယ်ပေါ့နော်အပေါ်ချမ်းလိုမျိုးပဲနှစ်ခုထိုးမယ်အခုပဲပေါ့နော်ဒီအောက်ခံအိတ်ပေါ့နော်အောက်ခံအိတ်ထိုးဖို့တဲ့ဒီ granny square 3ချက်ထိုးရမယ်ပေါ့နော်ဒီလိုမျိုးပုံစံ3ခုထိုးရပါမယ်ပထမဗီဒီယိုမှာပြောထားကြတော့ဘက်ကရေခဲနိုင်လို့နဲ့ထိုးမယ်ပေါ့နော်ထိုးလိုက်တဲ့ခါကျဘက်မှာချီမလောက်တော့လို့ပေါ့နော်ဘက်ကတော့ဒီအိုဟာနာပမာချီပေါ့နော်8 line ကိုတုံးနေပေါ့နော်တုံးလိုက်တော့အခုပထမတစ်လုံးကုန်သွားပြီပေါ့နော်ပထမတစ်လုံးကုန်တဲ့အချိန်မှာတစ်လုံးနဲ့ဒီအပြည့်မရလိုက်ဘူးပေါ့နော်2တန်းလား3တန်းလားမသိအဲ့လောက်ထိုးလိုက်ရတယ်မှန်းလို့ရအောင်လို့ပေါ့နော်ဒီပမာချီနဲ့တုံးမယ်ဆိုရင်ကြတော့ဒါက80 gram လာတာဆိုတော့ဟုတ်တယ်ဒါက80 gram လာတာဆိုတော့နှလုံးကြော်လောက်ပေါ့နော်အဲ့တော့3လုံးလောက်ဆောင်းထားမှာဒီပမာချီနဲ့လိုက်ထိုးလို့ရမယ်ပေါ့နော်gray မှန်းလို့ရအောင်လို့ပေါ့နော်ဒီအောက်ခံ base အတွက်ကတော့အနည်းဆုံးတော့200 gram ကြော်လောက်ပေါ့နော်လိုပါမယ်ဘယ်ချီနဲ့တုံပေါ့နော်လိုရည်လဲပွားရည်လဲနည်းနည်းပပပေါ့နော်ဒီအောက်ခံအတွက်ပေါ့နော်ဒါဆိုလို့ရှိရင်ကြတော့စထိုးပါမယ်အခုပဲ granny square ထိုးဖို့အတွက်အရင်ဆုံး measurement လေးလုပ်လိုက်ပါမယ်လက်ပေါ်မှာဒီလိုမျိုး2မြင်တင်ပြီးတော့ဒီချီလေးကိုဒီလိုမျိုးလေးကလော်လာလိုက်မယ်ပြီးတော့ဆိုလို့ရှိရင်တော့ဘယ်လိုဖွန်မီလေးတစ်ခါထိုးလိုက်မယ်နော်ပြီးတော့ဆိုရင်နောက်ဖွန်မီ3ကအထက်ထိုးပါမယ်ပြီးတော့ဒီ queen ထဲမှာဘယ်လိုတိုက်ရှိ3ကအရင်ဆုံးထိုးမယ်ပေါ့နော်တင်းနေတော့တိုက်ရှိ3ကထိုးပြီးသွားရင်တော့ဖွန်မီ3ကပြန်လာပါမယ်
3ကထိုးပြီးသွားရင်တော့ဘယ်လိုတိုက်ရှိဒီမှာကျတော့4ကပေါ့နော်ဒီအတုတ်ကနေစပြောတာကပုံတိမှတ်မယ်ပေါ့နော်တိုက်ရှိ4ကဖွန်မီ3ကတိုက်ရှိ4ကနဲ့အဲ့လိုမျိုးထိုးမယ်ပေါ့နော်အခုက3ကရှိသွားပြီဆိုတော့နောက်တစ်ခါထပ်ထိုးပါမယ်ဒါဆိုရင်ဘယ်လိုတိုက်ရှိ4ကရပြီပေါ့နော်ပြီးတော့ဖွန်မီ3ကပြန်လာပါမယ်ပြီးတော့တိုက်ရှိ4ကပြန်လာပါမယ်1 2 3ပြီးရင်ဖွန်မီ3ကပြန်လာပါမယ်ပြီးတော့နော်ဘယ်လိုတိုက်ရှိ4ကထိုးပါမယ်2 3 4ပြီးတော့ဖွန်မီ3ကအခုဒီလိုမျိုးလေး1 2 3 4ခုရပြီဆိုလို့ရှိရင်တော့ဘယ်လိုဒီကွင်းလေးကိုရှော့လိုက်ပါမယ်နော်နောက်ပြီးတော့ရင်တော့ဘယ်လိုဒီတိုက်ရှိရဲ့ထိတ်မှာသွားပြီးတော့ slit stitch နဲ့သွားဆက်မယ်ဒီညမှာတင်းတင်းလေးဆွဲပါဒါဆိုရင်တော့ဘယ်လိုဒီ granny square ပထမ round ပြီးသွားပြီပေါ့နော်ပြီးတော့နောက်တစ် round ကကြာတော့ဖွန်မီ3ကနေစမယ်ပြီးတော့ရင်ဒီအပေါက်ထဲမှာပဲဘယ်လိုတိုက်ရှိတတိုင်းအရင်ဆုံးစထိုးမယ်ပြီးတော့ရင်နောက်ပေါက်တင်မှာတစ်ပေါက်တစ်ချက်စီပဲထိုးသွားမယ်ပြီးတော့ရင်တော့ဘယ်လိုဒီ queen နဲ့ပေါ့နော်ဒီ queen နဲ့မှာကြာတော့တိုက်ရှိနှစ်ခါထိုးပေးရမယ်နော်အခုတစ်ခါနှစ်ခါပြီးတော့ရေဖွန်မီ3ကထိုးပါမယ်ပြီးတော့ရင်တော့ဒီကွင်းထဲမှာတိုက်ရှိနောက်နှစ်ခါထပ်ထိုးမယ်ပေါ့နော်ဒီလိုမျိုးအပေါက်တွေတိုင်းမှာကြတော့ဘယ်လိုတိုက်ရှိနှစ်ခါဖွန်မီ3ကတိုက်ရှိနှစ်ခါဆိုတဲ့ပတ်တန်ဝင်သွားပြီးတော့ဒီတိုက်ရှိတွေရဲ့ဒီထိတ်မှာကြတော့ဘယ်လိုတိုက်ရှိတစ်ပေါက်တစ်ချက်စီပဲထိုးမယ်ပေါ့နော်ကျန်တာကမပြောင်းလဲဘူးဒါကိုပဲပတ်လဲထိုးသွားပါမယ်အခုတိုက်ရှိရဲ့ထိတ်ကလေးမှာဆိုတော့ဘယ်လိုတစ်ပေါက်တစ်ချက်စီပဲတိုက်ရှိလေးတွေထိုးသွားမယ်ပြီးတော့ရင်တော့ queen ပြရပြီဆိုတော့ queen နဲ့မှာဘယ်လိုတိုက်ရှိနှစ်ခါထိုးပါမယ်နော်ပြီးတော့ရင်ဒီလိုမျိုးထိုးခဲ့တဲ့ဒီလိုမျိုးနေရာပြန်လာပြီပေါ့နော်အဲ့တော့ဖွန်မီ3ကထိုးမယ်ပြီးတော့ရင်တိုက်ရှိနှစ်ခါပြန်လာပါမယ်နောက်ပြီးတော့တစ်ပေါက်တစ်ချက်စီနဲ့တိုက်ရှိပုံမှာဆိုတော့တစ်ပေါက်တစ်ချက်စီနဲ့ထိုးသွားမယ်ပြီးတော့ရင်ဒီအပေါက်ပြန်လာပြီဆိုတော့အပေါက်ပတ်တန်တိုင်းပဲသုံးမယ်ပြီးတော့လို့ရှိရင်ဒီတိုက်ရှိပြန်လာမယ်အဲ့လိုမျိုးနဲ့ပြီးတော့ပတ်လေးထိုးသွားမယ်ပေါ့နော်အခုဒီမှာပဲထိုးလာတာအဆုံးထိရောက်ပြီဆိုရင်တော့ပုံမှန်တိုင်းပဲ system နဲ့ဆက်မယ်ပေါ့နော်ဒီမှာတိုင်ရှိရဲ့တိုင်ထိပ်ဖြစ်တဲ့ဒီထိပ်ကလေးနဲ့တွားဆက်မယ်ဒါဆိုရင်တော့ဘယ်ကိုဒီတစ်ချက်လုံးစားပေါ့နော်ထိုးတက်လောက်ပြီးဘာလို့ဆိုလို့ရှိရင်ဒီပတ်တန်မဲ့ပတ်လဲသွားမှာပေါ့နော်အဲ့တော့ဒီလိုမျိုးတစ်ပေါက်တစ်ချက်စီနဲ့ထိုးလိုက်တယ်ပေါ့နော်တိုင်နေရဲ့ထိပ်မှာတိုင်ရှိရဲ့ထိပ်မှာတစ်ပေါက်တစ်ချက်စီနဲ့ထိုးမယ်ပြီးတော့အပေါက်နေရာရောက်ပြီဆိုလို့ရှိရင်တော့တိုင်ရှိနဲ့ခါဖွန်ပြီး3ကတိုင်ရှိနဲ့ခါနဲ့ဒီအပေါက်တိုင်းမှာအဲ့လိုထိုးမယ်ဒီတိုင်ရှိပေါ်မှာကျတော့တိုင်ရှိထိုးမယ်အဲ့လိုမျိုးနဲ့ဘယ်တော့ပိုလိုချင်တဲ့အရှိပေါ့နော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီအားပမာချင်းနဲ့တောက်လိုက်လို့သူကချင်းမြင်ဆိုင်နေနေလေးတည့်ရဲ့အခါကျတော့ဘက်ကဘယ်နဲ့တန်းထိုးလိုက်လဲဆိုတော့နေ468တန်းပေါ့နော်နေ468တန်းထိုးရပေါ့နော်အရှိ8တုံးကတပ်ချင်းနဲ့တုံးကကြတော့ဘက်က9တန်းပဲထိုးရပေါ့နော်အဲ့တော့ဒီအရှိကကြတော့ကိုအဆင်ပြေရပေါ့နော်ကိုကြိတ်တလောက်အရှိဒီထိုးလို့ရရပေါ့နော်ကြီးချင်းကြီးတယ်လို့ပေါ့နော်ဒါတော့ဒီလိုမျိုးဒီ site လောက်ကအနီတော့ပဲလို့ထင်တယ်ပေါ့နော်အားကြောင့်မလို့ဒီညမှာရေးရလိုက်ပါရဲ့ဒါဆိုလို့ရှိရင်တော့ဒီအချက်ကလေးကို3ချက်ထိုးပေးထားပါနော်နောက်ဗီဒီယိုကြလို့ရှိရင်လက်ပြတဲ့နည်းရဲ့ကျန်တဲ့ accessory လေးပေါ့နော်ဒီလိုမျိုးတန်လိုက်နှိပ်စီတက်တဲ့နေရာလေးရဲ့ကြိုးထိုးနည်းရဲ့ပေါ့နော်ကြိုးထိုးနည်းကကြတော့ပဲတင်ပေးဖို့ရဲ့ပေါ့နော်ဒါပေမဲ့ဒီလိုပုံစံလေးပြောင်းလာကြတော့ပဲနောက်ဗီဒီယိုမှာဆက်တင်ပေးမယ်ပေါ့နော်ကြိုးထိုးနည်းကကြတော့ပဲပေးတယ်မှာဒီကြိုးထိုးနည်းဆိုတဲ့ဟာလေးကိုလိုက်ကြည့်ပြီးတော့ထိုးထားပေါ့နော်ဒါလေးကိုပြန်မတင်ပြီးတော့ပါအောင်ဒီဗီဒီယိုကနေပဲကြည့်လိုက်တော့နော်ဒီအိမ်မှာဘလို့အဲ့ဒီကြိုးပဲပုံစံနည်းနည်းလေးပဲပြောင်းထားပေါ့နော်အဲ့ဒီပုံစံလေးရဲ့ကျန်တဲ့အပိုင်းကိုကြတော့ပဲနောက်ဗီဒီယိုမှာအကုန်ပေါင်းပြီးတော့ဆက်တင်ပေးပါမယ်နော်ဒါဆိုဒီဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်တတားပါ